ကိုဝယ်တဲ့သူနဲ့မဝယ်တဲ့သူတို့ကတေချာလေးခွဲခြားပြီးပြောပြမှာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုမြင်ပြီဆိုတာနဲ့အသေးပေးပြီး share ထားပေးပါဦးတက်သိန်းငွေသားစုလက်ဆောင်တွေပေးသွားမှာဖြစ်ပါတယ်ရှင်ကဲလုံးလေးရဲ့ဘလောက်ထိထူးထူးခြားခြားလောက်ဆောင်ပေးထားလဲဆိုတာတသေးချာချာဗီဒီယိုကြည့်ပေးပါဦးကိုတဲ့တွေဘာလို့လဲဆိုတော့ဒုံတို့ရွှေနဲ့ဒုက္ခအနေနဲ့ကိုတဲ့တွေကိုအမြဲတမ်းတာဝန်ယူမှုတာဝန်ခံမှုပြည့်နေဘာလေးလုပ်ပေးရမလဲဆိုပြီးအမြဲတမ်းနေစဉ်နေတိုင်းတွေးပြီးတော့အကောင်းဆုံးတွေကိုလောက်ဆောင်ပေးနေတာဖြစ်ပါတယ်အခုမြန်မာပထမဦးဆုံးအနေနဲ့နေရင်သွင်းတဲ့အစီအစဉ်ကြီးတို့လောက်ဆောင်ပေးလိုက်ပါပြီရှင်ဟဲဘလို့နေရင်သွင်းတာလဲတဲလုံးရဲ့ရှင်းအောင်ပြောပေးပါဆိုရဲကိုတဲလုံးတွေအတွက်ဒုံတို့ရွှေနဲ့ဒုက္ခကလေတိလားတဲလုံးတို့ဆယံလေးတက်ပြီးတာနဲ့12လတိအရေးကြရရှိနိုင်တဲ့အခွင့်အရေးဟဲ့12လတိအရေးကြပေးဆိုဘာမြေတွေလဲပြောပေးအောင်ဟုတ်ကဲ့ပါလူနေထိုင်ခွင့်စပြီးသားဂရန်တိသွားလို့ရမယ်မြေဂရန်မြေပေါ်မှာဒုံတို့ရွှေနဲ့ဒုက္ခနဲ့ဒီအိမ်တွေစောက်လုပ်ထားတာဖြစ်ပါတယ်ရှင်ဒီတကွင်းလုံးလဲဒီလိုအိမ်တွေထက်လုံးချင်းတွေစောက်လုပ်သွားမှာဖြစ်ပါတယ်ရှင်ကိုတဲ့တွေကိုတေချာလာပြောပြတာပါအိမ်အပါဆိုတော့2000ကျော်လေးနဲ့ရောင်းချပေးမှာဖြစ်ပြီးတော့40 60အိမ်မပါဘူးဆိုတော့1300နဲ့ရောင်းချပေးသွားမှာဟိုးအရန်မိုက်တယ်ဘယ်နားမှာလဲတဲတုံးလေးတေချာပြောပါအောင်အမတို့ကပြူးလင်းမှာဝယ်ဖို့အဆိုင်ပြင်းနေတာဝယ်နေတာရသလောက်ဝယ်နေတာပြူးနေတာ project တွေနဲ့အိမ်ယာတွေနဲ့အများကြီးစီမံကိန်းတွေလည်းအများကြီးဖြစ်တဲ့ဈေးရဒီလိုဖြစ်နေတာတို့ကဘာလို့အိတ်ဈေးနဲ့ရောင်းတာလဲပြောပြပေးပါမယ်ငွေဆိုတာကမသိမချင်းရှာလို့ရပါတယ်လူမသိငွေမရှာဖြစ်ပါတယ်ဒါအမှန်တရားပါနော်အဲ့တော့တို့ရွှေနဲ့ဒုက္ခမိသားစုအနေနဲ့ကဘယ်လိုမျိုးလေးလုပ်ပေးထားလဲဆိုတော့အခုလက်ရှိဈေးကွက်မှာဆိုတဲတို့ပတ်ဝန်းကျင်မှာစုံစမ်းလို့ရတယ်မြင်းမြန်းလို့ရတယ်ပွဲကောက်ရည်တကွန်နားမှာဖြစ်ပါတယ်လက်ရှိ1800နဲ့1900ကြားမှာပေါက်ပါတယ်တို့ရောင်းပေးလိုက်တာ1300ဆိုတကွက်ကို3500 600တက်တာတယ်ဆိုရင်တော့တဲတို့တွက်ကြည့်လိုက်တော့နော်အဓိကတို့သွားကျင်တဲ့တာကဘာလဲဆိုတော့လူတိုင်းကိုပိုင်ဆိုင်စေခြင်းနဲ့ဒါက main ဖြစ်ပါတယ်တို့ဒီအမြဲတမ်းတို့ရဲ့နှုတ်ကပြောတဲ့စကားတိုင်းဒီစာချုပ်လိုပဲခိုင်လုံရမယ်ဆိုတဲ့အတိုင်းအမြဲတမ်းပြောပြီးသွားတည်တဲ့တာဝန်ယူတာဝန်ခံမှုအပြည့်နဲ့စုံကန်းတိုင်အောင်လှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်အခုဆိုရင်လည်းဒီမှာလူနေထိုင်ခွင့်ကြီးကြပြီးတော့ကေအမြေတီနော်သွားလို့ရတဲ့အမြေကြီးကိုတို့ရောင်းချပေးလိုက်ပါပြီအဲ့ဒါဒီမြေကိုမွေတဲ့နဲ့ကိုတဲ့တွေကဘယ်လိုလူမျိုးတွေလဲဆိုတော့တခါတဲ့အိမ်ကစောက်လို့ဖို့အစီအစဉ်မရှိဘူးဆိုရင်တော့ကိုတဲ့တွေမွေတဲ့မှာဘာလို့ဆိုတော့ဒီမှာအိမ်တခါလဲလာတန်းဆောက်ပြီးတော့နေပြီးတော့အကျိုးမြတ်တွေမျိုးမြတ်ရမှာဖြစ်ပါတယ်ရှင်ဒီနေရာဆိုရင်စီမံကိန်းတွေလည်းအများကြီးရှိနေတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကိုတဲ့တွေကပေါ့နော်မြို့ပြမှာနေရတာကိုဒီပေါ့နော်လုပ်ငန်းစီးပွားတွေအများကြီးလုပ်ဖို့အတွက်ဆိုတော့မြို့ပြမှာပဲနေဒီမှာကြတော့တတရအေးချမ်းလေးနဲ့ရှုခင်းအရန်လာပြီးတော့လေကောင်းလေကတက်အနေနဲ့တဘာဝရှုခင်းနေနဲ့နေခြင်းနဲ့ဆိုရင်တော့ဒီနေရာမှာလာနေပါမြို့ပြမှာကတော့စီးပွားရေးလုပ်ကောင်းတယ်ဒီမှာကတော့လာပြီးတော့အနားယူပြီးတော့တေးနော်အေးချမ်းပျော်ရွှင်လေးနဲ့တော့လုံးဝလှပတဲ့ရှုခင်းနေနဲ့နေမယ်ဆိုတော့ဒီမှာလာနေလူပြိုကြီးတွေလည်းလုံးဝမဝယ်သင့်ပါဘူးဘာလို့လဲဆိုတော့ဒီမှာကိုကြံကိုဝင်းလေးနဲ့အိမ်ယာပုံစံမျိုးညနေခင်းလေးလမ်းလေးရှောက်ဆိုတော့မိသားစုလေးနဲ့ជីနူးစိတ်ချမ်းတလေးနဲ့နေခြင်းနဲ့ဆိုရင်တော့ဒီပြူးလင်ဒီမှာနေသင့်ပါတယ်ဒါလေးကိုတို့ပြောချင်ပါတယ်အဲ့တော့အရစ်ကြပေးတဲ့သဘောလေးကဘယ်လိုလေးလဲဆိုတော့ဆယံလေးတက်ပြီးတာနဲ့နော်ကိုတဲ့ရီက12လတိပေါ့ပါလေးနေရင်သွင်းလို့ရတယ်ကဲဆယံတက်ပြီးတာတခါလဲဒီမှာလာပြီးအိမ်တန်းဆောက်လို့ရပြီအရန်မိုက်တယ်အိမ်လာတန်းဆောက်ရင်းနဲ့စောင့်နေရင်ငွေကသွင်းုံပဲသွင်းနဲ့ပိုင်သွားပြီ12လတိအရစ်ကြပိုင်သွားပါပြီရှင်ဒါကမြန်မာပထမအဆုံးအနေနဲ့ကိုတဲတွေကိုလှုပ်ဆောင်ပေးလိုက်တာပါအဲ့တော့ဘယ်လောက်ထိတက်တာလဲတဲတုံးလေးဆိုစဝယ်တဲ့ငွေမောက်မှာလဲတဲတို့တက်တာတယ်ပေါ့ပါလေးနဲ့အတိုးတစ်ကြက်တစ်ပြားမှမပေးရဘဲနဲ့ pressure တွေမများပဲ stress တွေမများပဲနဲ့ကိုတဲတွေကနော်12လတိကိုဒီမှာနေထိုင်ရင်းနဲ့ကိုကနေရင်းနဲ့သွင်းသွားရုံပဲမြေလဲပိုင်မယ်အိမ်လဲပိုင်မယ်အခွင့်အရေးကြီးဖြစ်ပါတယ်ရှင်ဒါလေးကိုသေချာလာပြောပေးတာပါတို့မြေပြင်မှာတကယ်အကွက်ရအရန်နေပါတယ်အဲ့တော့တခါတဲ့တပတ်အတွင်းမှာတဲလုံးတို့ကဝယ်ယူမှသာလင်းရရှိမှာဖြစ်ပါတယ်အဲ့တော့ဖုန်းနံပါတ်399513ကိုဖုန်းနံပါတ်935418ကိုဖုန်းနံပါတ်936636ဒီဖုန်းသုံးလေးရဲ့ Viber မှာနာမည်နဲ့ဖုန်းနံပါတ်ပဲပေးပါငွေလုံးဝမလွဲပါနဲ့ငွေလုံးဝလက်မခံပါဘူးဘာလို့လဲတဲလုံးလေးရဆိုတော့ပေးတူတွေရောင်းဆောင်မတမသူတွေလူလိမ်တွေလက်ထက်ကိုမားပြီးလွှဲမှာဆိုလို့ပါကိုတဲရဒရုံးဆိုတာနဲ့တအားကိုဝယ်ခြင်းပြီးတော့အမြန်နေမရမှာတွေစိုးရိမ်ပြီးလွှဲကြတာတွေရှိပါတယ်ဒီအတွက်စိတ်ပူလို့ပါအဲ့တော့ဒရုံးကပြူးလင်မှာရှိပါတယ်တပတ်ပြူးလင်မှာရှိပါတယ်အဲ့တော့ပြူးလင်မှာတပတ်အတွင်းကိုလာရောက်ဝယ်ယူပါဒါလေးကိုတစ်ချက်ပြောချင်ပါနီးစက်ရရန်ကုန်မန်းလေးပြူးလင်နေပြီးတော့ဘကိုးဆိုင်တွေအကုန်လုံးမှာလည်းတခါတည်းမေးမြန်းပြီးတော့စုံစမ်းပြီးတော့နိုင်ပါတယ်ဒါလေးတစ်ချက်ရှိပါတယ်အဲ့တော့ပြူးလင်မှာရောရန်ကုန်မှာရောအကျိုးဆောင်နေနဲ့လဲဒရုံးတို့ချိတ်ဆက်ပြီးတော့တူရှင်တွဲပြီးတော့ညီကိုမောင်နှမတွေလှုပ်ဆောင်ပေးနေပါတယ်ဆိုတဲ့အကြောင်းပြောပြတာပါရှင်